လေးခောက်သွားတယ်နောက်ခဏလေးစီးတယ်ကိုလုံးဆိုးသေးတယ်အောက်ကဘူတွေတက်နေမိတာလေဟုတ်မလားရန်သွားမယ်ဘော်ရီရကြီးတယ်အဲ့ကြဒီစစ်ကလိန်လို့ဖြစ်သွားမယ်အဲ့ကောင်နာသွားမယ်အဲ့ကျွန်တော်တို့ကဘယ်တော့မှဘူးမလိန်ဘူးဟုတ်ပြီနော်ဘာသုံးပါလဲဒီကစီအဲ့တော့ဒီကေသုံးနော်အဲ့တော့ဘောလုံးကစားသမားတွေတန်တယ်အားတော့ကြွတ်သားတွေယူနေဘူးလားဖြစ်တယ်ဘာပဲယူသွားတယ်ရှိခဲ့နော်ရေကြောက်သုံးမယ်ဟုတ်ဘုံမင်းအပိတ်တန်ရလို့ပဲဒီစိတ်ကိုယူဆိုမယ်ဒီဘုံဖြစ်ဘူးဖြစ်မှဒီအစ်စ်တွေဟုတ်ပြီနော်ပြင်မယ်ဒီရက်တွေမလုံးလဲပတိစီပတိလေးသုံးတော့ပတိလို့ပဲတော့ဒီမှာလေစီမင်းစီကန်ရှိနော်ပတိလေးစီတော့မယ်ဒါပတိရဲ့ဖြားလို့ပတိရဲ့ခေါင်းလို့ဟုတ်ပြီနော်ပတိကောင်းခန္ဓာကိုယ်အပြင်ဘက်မှာရှိတယ်ဒီဘက်မှာရှိတယ်စီတမန်တယ်ဒါဒီမြင်တယ်ပတိကိုမဖြီမချင်းမြင်ရတာလေမြင်တယ်ဖြီလိုက်ပြီးထားလိုက်ပြီးစမြင်ရမှာတွင်မြင်တယ်ဟုတ်ပြီနော်အဲ့တော့ခန္ဓာကိုယ်ထိပါပြီးအပြင်မြင်တယ်ပြင်တယ်ထိတွင်မြင်တယ်ထိမောက်ရမရှိဘူးပလက်ကန်ကြီးအားဖြင့်ဓမ္မကြီးလွယ်လေးခန္ဓာကိုယ်ဘာနဲ့ဘာလို့သွားလဲလှိမ့်သွားဟုတ်ပြီနော်အမှားတခါပြောတယ်ပြရဒီမှာဖြီကြအလုံးနဲ့ဖြီနေဟုတ်ပြီနော်ဒီပါတီအာသာရဲ့အနေရဲ့ဆက်တယ်ဟုတ်ရဆက်တယ်အဲ့ဒါပြင်းတော့ဟုတ်နော်အဲ့တော့ပါတီကိုဖတ်သွားမယ်ဒီမှာကြည့်လိုက်သူဒီကဲနဲ့မဖြစ်ဘူးကျွန်တော်ပြပါတီကိုဖတ်သွားစတယ်လိုက်ဘာမှမလုပ်ဘူးအားလို့လိုက်အားလို့လိုက်ထိစားကိုထိရဆွဲလိုက်လက်လေးတည်းဆွဲရတဲ့ကိုယ်ကသိလက်လေးပါပဲတင်းတော့ရော့နေလားခုရော့နေလားဒီရိုင်းရောရုပ်ထိုင်ပြောတာအဒီကြောင့်ပြောတယ်နော်စပတ်ပြီးအခြေခံနှစ်ပတ်ပတိမြဲဖို့အတွက်အလုံးပါလေအခြေခံနှစ်ပတ်ပတ်ဒီကဲမပါဘူးကာမဟုတ်လေဒီကဲမပါဘူးနှစ်ပတ်ပတ်ပြီးပြီရှင်မဘကတက်ဟုတ်ပြီနော်ဟုတ်ပတိကိုကျွမ်းနေတော့ကင်တဲ့တက်တစ်ပတ်တည်းနေရဘယ်ပြန်လာမှာလဲခြေသားအနောက်ပတ်တယ်ဘယ်ပြန်လာမှာလဲခြေသားပါဆင်းပြီးရင်နောက်တာခြေမတဝက်ပတ်ထားတဲ့ပတိရဲ့တဝက်အုပ်လိုက်ဘယ်တက်တော့ခြေမဘကတက်ဘယ်ပြန်လာမလဲခဏဘယ်ပြန်လာမလဲခြေသားဆန်းဟုတ်ကဲ့ဒီပတိတွေမှာပလက်ပါခြေလိုက်ဒါပြီးစီဆိုတဲ့ compress ဖိနေတယ် indirect breathing control ရတယ် swelling control လုပ်ဟုတ်နော်ရောင်းမယ်တွင်းသူရှိမယ် compress လုပ်ထားတဲ့တွေ့အဲ့ဒါတွေသုံးပြီးဒါကြောင့်ဘာလို့လဲဆွဲစားပါမိနစ်20 30ပြောခဲ့ဟုတ်နော် E elevate လို့ထားနော်အဲ့တော့စစီးပြီးတာနဲ့
အိမ်မလည်းပဲလူနာပြောမယ်ဟာကျွန်တော်နေရာကြိုက်လာပြီဒါရစစ်စစ်နဲ့ကြိုက်တယ်ပြီးပါပဲလေခြေပြားတွေထုံသွားပြီအေးမယ်ပူမယ်ကြိုက်မယ်ထုံမယ်အဲဒီစိတ်နိုင်ကြည့်လိုက်တယ်ဟာမိနစ်7ကြာပြီမိနစ်30ဖြစ်သွားမှပြီးအဲ့ဒီကိုလုံးကြည့်တယ်ထိကြက်မှုပေါ့ဒါရပြင်းထန်ရေးအဲ့ဒီမိနစ်20ပြမှကြိုက်တဲ့ဆက်ဖြစ်ဒါရသိအောင်အားနေမိနစ်30ကြာမှဖြစ်ဟုတ်ပြီနော်ဟုတ်ပြီနော်ရမယ်နော်အဲ့တော့20 30ဆိုတာစာအုပ်ထဲမှာလည်းဒီတိုင်းပဲ20 30 20စေးမောင်လို့20 30ခါပြန်ဖြုတ်တယ် မိနစ်20လေ ဟုတ်လူကိုပြောနေအဲ့ဒါပြောပြအဲ့ဒါကိုရှင်းပြမနေမှာပြီးချက်တော့ပြီးတော့အဲ့တော့မိနစ်20ပြီးတော့မလုပ်လိုက်ရှင်းတော့လိုက်ရှင်းရဲဟုတ်ခုရေခဲမပါဘူးခုဘာမအောင်လဲရေခဲမပါခုငါလိုပဲပတ်တယ်ရှင်မဘကတက်တယ်ခြေသားကိုဆင်းတယ်ရှင်မဘကတက်တယ်ခြေသားကိုဆင်းတယ်ဟုတ်ဘာလို့လဲလက်နဲ့အဲ့တော့ခုနကတော့ဘယ်လောက်ကြာလဲ20နားအဲ့ဒီတိုင်းရေခဲမပါပဲစီလို့မြင်တာအဲ့ဒါမှန်ပါဟုတ်နော်ဒီလိုခုနကတော့မိနစ်30ကြာခဲ့ရင်9နာရီချိန်ရေခဲမပါပဲ9နာရီဘာလို့ထားနဲ့နာဖြစ်နော်ဒီလို control လုပ်ရပဲခုနကပြောသူ့စီမှုနဲ့ရော်ရမှုတော့ထိန်းတာကောင်းပြီခုနမှန်ပါကြည့်တော့ဖြုတ်လိုက်တော့သူပြီးကြီးနားလေးလားလို့နားလေးလားနားလေးဘာထလို့ဒီကနေ့ညအိတ်ဒီကနေ့ပေါ့တော့စီရဟုတ်လားအဲ့ဒါဒီ IC ပဲဟုတ်လားနော်အဲ့တော့ကျွန်တော်တို့ကတော့ဘုဘကံဒီဘကအကုန်လုံးကိုယ့်ရဲ့